ကသူကအမျက်ထွက်ခဲ့တယ်ဆိုရင်တော့မှတဲ့ဒီအပိုင်ငယ်ငါးထဲမှာပဲအမျက်ထွက်ခဲ့တယ်ဆိုရင်တော့မှခဏတာပဲတဲ့ကျေးဇူးတော်ကကြတော့တစ်သက်လုံးတည်နေတာဖြစ်တယ်တဲ့ဒါကြောင့်အများနဲ့ဝမ်းမြောက်ဖို့လိုတယ်ကိုယ့်ရဲ့တက်တာထဲမှာဧည့်သည်အဖြစ်ခဏတာလာရောက်တဲ့ဖို့တဲ့မကောင်းမသင့်အရာတွေအားလုံးကိုဧည့်သည်လိုပဲသဘောထားပါအင်ရှင်အဖြစ်နေရာမပေးဘူးနေရာမပေးပြီးဖို့အတွက်လိုအပ်တယ်ဆိုတာကိုပြပြချင်တယ်တခြားရှူတော့တစ်ခုကနေပြောမှဆိုရင်ဒီမှာရှိနေတဲ့သူတွေအားလုံးကလည်းလောကမှာခဏတာလာရောက်တဲ့ဖို့တဲ့လောကရဲ့ဧည့်သည်တွေဖြစ်ကြတယ်အချိန်တန်ရင်တော့အားလုံးကအိမ်ပြန်ရကြမှာအိမ်ပြန်လေဆိုတာအဲ့လိုလာရှုပြန်မယ်စီဆိုင်ပြန်မယ်မိုင်းအောင်ပြန်မယ်အဲ့လိုမဟုတ်ဘူးနော်အချိန်တန်ရင်အဖရဲ့အိမ်တော်အားလုံးကပြန်ကြရမှာဖြစ်တယ်ဒါကြောင့်ဒီလောကမှာကြုံတွေ့နေရတဲ့ဒုက္ခပြဿနာခက်ခဲတွေအားလုံးကိုဝမ်းမြောက်ခြင်းနဲ့ဘုရားရဲ့ကျေးဇူးတော်အောက်ထဲမှာဝမ်းမြောက်ခြင်းနဲ့ပဲရင်ဆိုင်နိုင်ဖို့အတွက်အရေးကြီးတယ်အဲ့လိုမျိုးဝမ်းမြောက်ခြင်းနဲ့ဘုရားရဲ့ကျေးဇူးတော်ကိုပဲအမြင်ပြုပြီးတော့ဝမ်းမြောက်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့အသက်တာကလည်းဘုရားရဲ့လက်တော်ထဲမှာလှပပျော်ရွှင်ပြီးတော့ဝမ်းမြောက်စရာကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရမှာဖြစ်တယ်ဒါကြောင့်ဆက်ပြီးတော့ကြိုးစားပြီးအားတင်းထားပါဆိုတာကိုခွန်အားပေးလို့ပါတယ်အားလုံးပေါ်ဖျက်ခြင်းကောင်းကြည့်ပါစေအာမင်